အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ချင်တဲ့ video လေးကတော့ပေါ့နော်ကျွန်တော်တို့ကလေးတွေနဲ့ပတ်သက်ပြီးတော့သူ့အရွယ်အလိုက်ပေါ့နော် financial management လုပ်နိုင်အောင်လေ့ကျင့်သင်ကြားတဲ့နေရာမှာနံပါတ်1အရေးကြီးဆုံးကတော့သူတို့ကိုပိုက်ဆံပေး3ကို3ရမှာပဲဖြစ်ပါတယ်ခါလီမှာတချို့တွေက limit လုပ်တယ်ကလေးကိုပတ်သက်ပေးမကင်ဘူးလို့ပေါ့နော်ပတ်သက်နဲ့တိတ်ရင်းနှီးကျွမ်းဝင်မှုမရှိအောင်ထားတယ်ပေါ့နော်အဲ့ဒါရဲ့အကျိုးဆက်ကဘာဖြစ်လဲဆိုတော့ကလေးကနံပါတ်1ပတ်သက်စပြီးတော့မတုံးတတ်တော့ဘူးပေါ့နော်အဲ့လိုမတုံးတတ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ life မှာတဖြည်းဖြည်းကြီးလာနေစပြီးတော့ငါဒီကြီးနဲ့ပတ်သက်လို့ပေါ့နော်ကိုလောင်းငါအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုစီမံရမလဲကိုတယောက်တည်းနေတဲ့အချိန်မျိုးမှာမိဘနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ခွဲနေရတဲ့ကာလတွေမျိုးတွေမှာဒီငွေကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုစီမံရမလဲဆိုတဲ့အရာမျိုးဟာသူတို့ရဲ့အသက်အရွယ်အလိုက်ငွေကြီးပေးသုံးစွဲမှသာလျှင်ပုံမူပြီးတော့သူတို့အနေနဲ့သဘောပေါက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကကလေးတွေရဲ့ financial management အတွက်ဆိုရင်သူတို့တွေကိုအသက်အရွယ်အပိုင်းခြားလိုက်ငွေကြီးကိုပေးသုံးရင်းနဲ့တင် जा ပေးသွားရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်